တာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာတငယ်ချင်းပေါ်တဲ့ယုံကလေးတစ်ကောင်ရှိတဲ့ယုံကလေးဟာသူ့မှာတငယ်ချင်းတွေအများကြီးရှိတာကိုအမြဲတမ်းဂုဏ်ယူနေတတ်တာပေါ့ဒါပေမဲ့တနေ့မှာတော့ကြောက်စရာကောင်းတဲ့တောခွေးယူရဲ့ဟောင်းတန်းဟာတတော်လုံးကိုတွန်းခါသွားစေပါတယ်ယုံကလေးဟာအယမ်းကြောက်လန့်သွားပြီးသူ့တငယ်ချင်းတွေကသူ့ကိုကူညီလိုက်မယ်လို့မျှော်လင့်ချက်အပြည့်နဲ့ပြေးသွားပါတော့တယ်အရင်ဆုံးသမင်ကြီးစီအကူညီတောင်းတော့ငါမအားသီးဖို့ကွာ အားကိုးရတဲ့ဝဝံကြီးစီပြေးသွားပြန်တော့လေငါအစာရှာရအောင်မယ်လို့ညင်းလိုက်ပြန်တယ်မြောက်တွေစင်တွေစိတ်တွေ I'm sorry. တငယ်ချင်းအားလုံးကိုလိုက်တောင်းပန်ပေမဲ့ဘယ်သူကမှသူ့ကိုကူညီဖို့လက်မကမ်းခဲ့ကြပါဘူးနောက်ဆုံးမှာတော့ယုံကလေးဟာဝမ်းနေစွာနဲ့ပဲအမှန်တရားကိုနားလည်သွားပါတယ်သူကိုယ်တိုင်ပဲခြုံပုံတဲချတဲ့အမြန်ပြေးဝင်ပြီးပုံနေလိုက်တဲ့အခါတောခွေးရွယ်ရဲ့ရန်ကနေလွတ်မြောက်သွားပါတော့တယ်အဲ့ဒီနေ့ကစပြီးယုံကလေးဟာသူတစ်ပါးကိုအားကိုးတာထက်မိမိကိုယ်ကိုအားကိုးခြင်းကသာအကောင်းဆုံးဆိုတာကိုအမြဲနှလုံးသွင်းသွားပါတော့တယ်